ဒီကတော့စီးမကကြတာဖြစ်တယ်ငါစပါမှာအားလုံးမင်္ဂလာပါဒီညကျွန်တော်ပြောမယ့်အကြောင်းအရာကတော့ဒီပန်ဆယ်လိုတင်ထားတဲ့ post တခုအဲ့ဒါနဲ့ပတ်သက်တဲ့RGFUB Revolutionary Government of Federal Union of Burma ဆိုတဲ့နော် website နဲ့ page တက်လာဆုံးကဒီကောင်မတွေကျွန်တော်ဖွာခဲ့တဲ့ဟာအခုမှပဲကျွန်တော်တွေ့တယ်အဲ့ကို page ကိုဝင်ကြည့်ရင်းနဲ့အဲ့ဒါ comment တခုမှဒီကောင်မရေးတဲ့ဟာကို share ထားတာအဲ့ဒါမပြောခင်မှာပထမဆုံးဘာပြောရမလဲဆိုတော့အခုတော်လာရေးမှာဘလို့ဖြစ်သွားလဲဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့ဗမာပြည်လွတ်မြောက်ဖို့ဆိုပြီးတော့နော်အားလုံးကဝိုင်းပြီးတော့လောက်ကြတာပဲဒါပေမဲ့တော်လာရေးကဘလို့ဥတီသွားတယ်ဆိုတော့အကျိုးအမြတ်ရှိတာတွေကိုယ့်ရဲ့ကိုကျိုးဆိုတာလည်းနော်ဒီတော်လာရေးအကြောင်းပြုပြီးတော့မှအမြတ်ဆုံးနေရတယ်popular တွေဖြစ်တယ်နောက်ပြီးတော့ဒီအမေရိကန်တို့ဩစတြေးလျတို့အဲ့လိုနိုင်ငံတွေကိုမှသွားနော်နေခွင့်ရတယ်အဲ့ဒါတွေပဲဖြစ်သွားတာပဲဗျကျွန်တော်ဗမာပြည်မှာတော်လာရေးဖြစ်ခဲ့တာက8လေးလုံးတော်လာရေးလည်းဖြစ်ခဲ့တာပဲဒါပေမဲ့8လေးလုံးကတကယ်နောက်ဆုံးဘာဖြစ်သွားလဲဆိုတော့အဲ့နောက်ဆုံးရလက်ကဒီလိုနိုင်ငံကြီးတွေပေါ့အမေရိကန်ဩစတြေးလျအဲ့လိုနိုင်ငံတွေမှာနော်တချို့လဲတော်လာရေးမှာပါခဲ့လို့နိုင်ငံရေးလုပ်ခဲ့လို့နေလို့မရလို့သွားတာမှန်တယ်သို့တော့တချို့ကတော့လေဒါအကြောင်းပြပြီးတော့မှဗမာပြည်နော်ဗမာတွေကိုပေးတဲ့ဗီဇာကိုယူပြီးတော့နေခွင့်ရကြတာလေဒါမျိုးတွေအနာနဲ့ပဲအဆုံးသတ်နေတာပဲဗမာပြည်လွတ်မြောက်တာမလွတ်မြောက်တာတော့မသိဘူးဗမာပြည်လွတ်မြောက်မလွတ်မြောက်အကျိုးရှိတဲ့လူကသူ့အတူရှိသွားတာအဲ့လိုပဲတော်လိုင်းနှစ်ရက်စလုံးကနော်ဟိုတော်လိုင်းရှစ်လေးလုံးကအဲ့လိုဖြစ်ခဲ့ပြီးပြီအခုတော်လိုင်းမှာလည်းအဲ့ဒီနီးတိုင်းအဲ့လမ်းကြောင်းမဲ့လိုက်နေတာအဲ့တော့အခုခင်ဗျားတို့သိတဲ့အတိုင်းပဲအမေရိကကနေပြီး temporary protection status TPS ကို cancel လုပ်လိုက်တယ်ဆိုတာတချို့ကလည်းပြောတာဒီ TPS ကိုရထားတဲ့လူတွေကဟိုဟာမှအပါဝင်ပေါ့လေမောင်းထုတ်မယ်ဆိုတာဒါပေမဲ့နှစ်ခုရှိတယ်ဗျကျွန်တော်ဖတ်ကြည့်လိုက်တော့ TPS ကပါတော့ရဲ့နှစ်ခုရှိတာ TPS ကအမေရိကလည်းရောက်နေတဲ့လူတွေကိုပေးတာဥပမာပြ student visa နဲ့ရောက်သွားပြီးတော့ဗမာပြည်ပြန်မရတဲ့လူမျိုးအဲ့ဒါက TPS တချို့ကြတော့အမေရိကအပြည်ကနေလှမ်းပေးတာမျိုးရှိတယ်ပါတော့ဆိုတာဒါပေမဲ့အဲ့နှစ်ခုစလုံးကဘာလဲဆိုတော့ green card လျှောက်လို့မရဘူး green card တခြားနည်းနဲ့လျှောက်ရမယ်အဲ့ဒါအခြေပြုပြီးတော့ green card လျှောက်လို့မရဘူးရောက်လို့ဒီ TPS ထွက်လာတဲ့အခါမှာ TPS ကိုထန့်တို့ကထန့်ဆိုးကနေပယ်ဖြတ်လိုက်လို့နော်ပါရိုးသမားတွေကတော့အခုမပါသေးဘူးပေါ့ဗျာနော်ဘယ်တော့ပါမလဲတော့မသိဘူးပေါ့ဒါပေမဲ့ဟိုကအဲ့ခါမှာတော့ तू က TPS မဟုတ်ဘူးဆိုပြီးတော့ तू ကနော်ထောင်နေလို့ပေါ့ဗျာTPS မဟုတ်ဘဲတော့ပါရိုးဆိုကြရင်တော့မငိုးနဲ့ပေါ့ဟုတ်လားဘာပဲဖြစ်ဒီကောင်မကဩစတြေးနော်အမေရိကမှာဆက်နေတာမနေတာကဒါကအရေးမကြီးဘူးဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့တော်လိုင်းရေးမှာကလမ်းကြောင်းကိုပျောက်တဲ့ပုံစံမျိုးဖြစ်တယ်တော်လိုင်းလမ်းကြောင်းပျောက်တဲ့ပုံစံမျိုးဖြစ်တဲ့အပြင်တော်လိုင်းရေးမှာကဘာပဲဖြစ်သွားလဲဆိုတော့နော်လက်နဲ့ကင်ရမှာရေးကြည့်တဲ့လက်နဲ့ကင်ဖို့အဓိကငွေရှိဖို့လက်နဲ့ရှိဖို့အဓိကလက်နဲ့ကင်ငွေရှိဖို့ကနော်ဝိုင်းပြီးထဲကြပါလှူကြပါဟုတ်ဒီလက်နဲ့ကင်ကအရေးကြီးတယ်မှန်တယ်လက်နဲ့ရှိမှလည်းတိုက်လို့ရမှာဆိုတော့ဝိုင်းလှူကြသွားကြတယ်အဲ့တော့ဘလို့ဖြစ်သွားလဲဆိုတော့ဒီတော်လာရေးမှာကတကယ်မြေပြင်မှာတိုက်တဲ့လူတွေဒီထောက်ဖို့ဆိုတဲ့ဟာတွေကပို့ပြီးတော့အရှင်သခင်တို့ဖြစ်သွားတဲ့ပုံစံမျိုးတွေအဲ့လိုတွေဖြစ်သွားတာတကယ်မှာနိုင်ငံရေးနဲ့ပတ်သက်လို့ပြပြသားသားတခုကဘာလဲဆိုတော့နော်ကဘာကလည်းလက်ခံမယ်ဗမာနိုင်ငံမှာရှိတဲ့နော်ဒီလိုရေရှည်တည်တံ့ခိုင်မြဲတဲ့ဖက်ဒရယ်စနစ်ကိုအခြေခံနိုင်မဲ့လမ်းကြောင်းကိုမလုပ်ကြဘူးဆိုတာကတော့အခု NUG ကနေပြီးတာမှတ်နေတဲ့ Federal Unit တို့ဘာလို့အဲ့ဒါကတော့ဘူးရှိပဲခင်ဗျာ Federal Unit ဆိုတာကိုဘူးရှိပဲနော်ဒါလည်းဘယ်တိုင်းသားမှစိတ်ဝင်စားဘူးတိုင်းသားတွေစိတ်ဝင်စားမယ်ဆိုရင်
အခုမိုးကုတ်ကို TNA ကပြန်ပြီးပေးရအကြောင်းမရှိဘူးမိုးကုတ်ကဘလို့ဖြစ်သွားလဲဆိုတော့မိုးကုတ်ကိုနော်မိုးကုတ်လည်းထို့အတူပဲဒီတော်လိုင်းအကြောင်းပြပြီးတော့အရေးခံရတာပဲဗျနော်တော်လိုင်းအကြောင်းပြပြီးအရေးခံရတာတွေကဒီပန်ဆယ်လိုတို့လိုကတဲ့အမေရိကမှာကတဲ့မီဒီယာနဲ့ကြီးတဲ့အိမ်ဝယ်တာမျိုးတွေအော်စတြေးလျတွေအမေရိကတွေအဲ့လိုတင်ကနေရာတွေဥပမာကတဲ့ရောက်တဲ့ဗီဇာရပြီးနေရတာမျိုးတွေဒါအပြင်ဒီတော်လိုင်းမှာတိုက်တဲ့မြို့သိမ်းတယ်ဆိုပြီးတော့ပြည်သူကဝိုက်ထောက်ကန်နေအဲ့မိုးကုတ်ကဘလို့ဖြစ်သွားလဲဆိုတော့ဒီ TNA ကနေပြီးတော့တရုတ်တွေနဲ့ပေါင်းပြီးတော့မိုးကုတ်ကိုဝင်သိမ်းတယ်သိပြီးမိုးကုတ်မှာရှိတဲ့မြေတွေအကုန်လုံးတူးယူသွားတယ်အဲ့ဒီမှာမန္တလေး PDF ဆိုတဲ့အကောင်တွေကိုတော့နည်းနည်းပါးပါးကလည်းအယိုးရင်းလောက်ပေးတယ်ပေးတဲ့ခါမှာတရုတ်ကနေပြီးတော့မှစကားစားတွေတရုတ်ကိုပြောပြီးစုပ်ခိုင်းတော့ TNA ကမစုပ်လို့မရဘူးဘာကြောင့်လဲ तू ကစားထားပြီးပြီလေမိုးကုတ်လွတ်မြောက်တာအရေးမကြီးဘူးဘာပြီးလွတ်မြောက်တာအရေးမကြီးဘူးအဲ့ဒီမိုးကုတ်မှာကြောက်တူးတဲ့ဒေါ်လာတန်း90လောက်သူတို့ကရထားပြီးပြီအဲ့ဒါကတော့အပိုင်ပဲအဲ့ဒီမှာတော့မန္တလေး PDF ကတော့10သန်းလောက်ပေးတယ်လို့ဆိုတာပဲဘာဖြစ်ဒီကောင်တွေကိုတော့ပတ်စံရပြီးပြီအဲ့တော့မိုးကုတ်မှာတိုက်မယ်ပြုတ်မယ်ဆိုပြီးကျွန်တော်တို့ကဝိုင်းပြီးတော့လော်ကြပေမဲ့ဒီကောင်ကတိုက်မဲ့အယောင်ပြပြီးထက်ခွဲခောက်ပြီးတော့ကလည်းအဲ့ဒီပတ်စံအိတ်ထဲထည့်ပြီးတော့စားကားစားလာတော့ပြန်ပေးမှာပဲအဲ့တော့ဘလို့ဖြစ်လဲဆိုတော့ဒေါ်လာရေးကနော်ဒေါ်လာရေးကဟိုလိုချင်တဲ့ပန်းနိုင်မရောက်ဖဲတဲ့ဂျားမှာရိတ်တာတွေတော်လိုင်းအကြောင်းပြပြီးတော့အိတ်ဖောင်းသွားတာတွေဒါတွေနဲ့ပဲကတဲ့ဟိုနောက်ဆုံးဖြစ်နေတာအဲ့ဒါဘာကြောင့်ဖြစ်တယ်တော့အဲ့လိုဖြစ်တဲ့ခါကလည်းပဲနော်စစ်မာနဲ့တော်လိုင်းလမ်းကြောင်းကိုနိုင်ငံရေးလမ်းကြောင်းကိုဖော်ဆောင်ဖို့လုံးချင်တဲ့စိတ်စေတာအောင်မရှိတာရဲ့လုံးရကောင်းမှလည်းမသိတာရဲ့သိရသားနဲ့ပြောရင်လည်းပဲလက်မခံတာတွေရဲ့ဒါတွေနဲ့ပဲစုံနော်အဆုံးသတ်နေတာရောက်တော့အခုကျွန်တော်ဒါကဘာကြောင့်ပြောလဲဆိုတော့ဒီမှာနော်ဒီတော်လိုင်းနဲ့ပတ်သက်လို့အဓိကကတော့ဘာလဲဆိုရင်စစ်မှန်တဲ့ Federal စနစ်ကိုနော်တိဆောက်ဖို့တိုင်းသားတွေကလည်းသူတို့တိုက်တဲ့ခါမှာသူတို့ဒီတော်လိုင်းပြီးတဲ့ခါမှာသူတို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုခိုင်ခိုင်ကမှရရှိဖို့အဲ့ဒီအာမခံချက်ဒီလိုအာမခံချက်တစ်ခုတောင်မှထုတ်မလာဘူးထွက်မလာဘဲနဲ့တိုက်ကြနော်NUG ဆိုတဲ့ကောင်ကဘာလဲဆိုတော့သူ့မှာ plan ရှိတယ်သူ့ plan ကတော့နော်စကားစားကိုဖြုတ်ကြဖို့ plan မဟုတ်ဘူးအချောင်းအစိုးရလို့ဖို့မင်းတို့တိုက်ကြတိုင်းသားတွေတိုက်ကြ PDF တွေဝိုင်းတိုက်ကြတတိတော့ကတော်လန်ကြပြီးတဲ့ငါတို့ကအစင်းနဲ့အုပ်ချုပ်မယ်အဲ့လိုဟာမျိုးသူတို့ကအစင်းနဲ့အုပ်ချုပ်မယ်မင်းတို့တိုက်ကြမင်းတို့ဝိုင်းပြီးတိုက်ကြတိုက်တဲ့ခါနိုင်တဲ့ခါမှာဆိုရင်အစိုးရဖွဲ့ဖို့လို့ရင် you want to fight as a government I am here အဲ့လိုမျိုးဟုတ်လား you want the government I am here အဲ့လိုဟာမျိုးမင်းတို့အစိုးရလို့ရင်တာဒီမှာငါအစင်းနဲ့ရှိတယ်အစင်းတွေကလာပြီးတော့ကလည်းဟိုပေါ်ဝါတွေတောင်ခေါင်းပေါင်းတွေလည်းသူကအစိုးရလို့ပဲအဲ့ဒီပုံစံမျိုးအဲ့တော့ဘလို့ဖြစ်သွားလဲဆိုတော့တကယ်မှာကနော်ပြည်တွင်းမှာရှိတဲ့ PDF တွေကလည်းနိုင်အောင်မတိုက်နိုင်သေးဘူးဒီ ERO တွေကလည်းဒီစကားစားကိုပြောအောင်မတိုက်နိုင်ဘူးမသေးတော့သူကဟာကော့ယူဖြစ်နေတာဟာကော့ဖြစ်တာအကြောင်းမလို့လေဒီမောင်ဝင်းကင်တန်းတို့ဒီဝန်ကြီးရုံထိုင်းမှာကတ်ရက်ပြီးတော့နေပြီးတော့နော်အဲ့ဒီမှာသွားပြီးရုံတက်တဲ့လူတွေကဝိုင်းလုပ်တဲ့လူတွေကလည်းထိုင်းမှာတရားမဝင်နေတဲ့လူတွေအဲ့ဒါတည်းပဲဟိုကပြည်ပြေးကိုလုံးဖြစ်နေတာလေဘာကြောင့်အဲ့လိုဖြစ်တယ်လဲဆိုတော့နံပါတ်1ကစစ်မှန်တဲ့ Federal Democracy ကိုဖော်ဆောင်ခြင်းနဲ့စိတ်ဓာတ်လည်းမရှိဘူးစိတ်ဆန္ဒလည်းမရှိဘူးဒီတမကပို့ဆိုတာကသူတို့ရဲ့ lobby တွေကလည်းပဲအဲ့လို idea မျိုးပေါ်လာရဲ့နော်ဒါတင်းတက်တယ်လို့ဝိုင်းတက်ပြတဲ့ပုံစံမျိုးဒါမျိုးကြောင့်မလို့ဒီဒေါ်လာကြီးဒီလောက်ကြီးဖြစ်နေတာနိုင်ငံရေးနဲ့ပတ်သက်တဲ့နော်ဒီအခြေခံတိဆောက်မှုမရှိဘဲနဲ့နော်အစိုးရဒီစကားစားကိုဖြုတ်ချဖို့လိုတယ်ဒါပဲပြည်သူထောက်ခံတဲ့အစိုးရပြည်သူအစိုးရဖြစ်မယ်ဒါကိုလည်းပဲဗမာနိုင်ငံရေးသမားတွေကလည်းတော်လိုင်းသမားတွေပြောကြပြည်သူကထောက်ခံတဲ့ဟာပြည်သူလောက်ကနေမှအဲ့ဒါနဲ့ပဲဒါပေမဲ့ဒါတွေကမလုံလောက်ဘူးမလုံလောက်တဲ့အကြောင်းကိုကျွန်တော်ဒီမှာတစ်ချက်ပြမယ်ဒါဒီမှာဆိုရင်ဟိုကောင်ကတင်ထားတဲ့ဥစ္စာအဲ့တော့နော် Revolutionary Government of Federal Union ဘာမှဆိုတဲ့ page တက်လာတော့ကနော်ကျွန်တော်လည်းအဲ့ page ကိုတက်လာတော့အများကြီးကျွန်တော်ကလော်တယ်ပေါ့ဗျာနော်ဒီ page ကဘာဖြစ်တဲ့ညပဲ Federal အကြောင်းကကျွန်တော်အများကြီးပြောတော့ဒီကောင်ကကျွန်တော်ကိုတွေ့လာတာအခုမှဒီမနေ့တနေ့မှတွေ့လို့ဒါကျွန်တော်အခု line တက်တာcredit pencil လို့တဲ့ဒါတင်တဲ့ကောင်ကတော့ဘယ်ကောင်လဲမသိဘူးဒါ credit pencil ဒီကောင်မှရေးထားမှာပေါ့နော်သူ့ရဲ့အကောင့်တစ်ခုမှရေးပြီးတော့တင်ထားတာကိုပြန်ပြီးလုပ်တာပြည်တွင်းပြည်ပ fundraiser များနဲ့ထောက်ဖို့ပြည်သူများအားလုံးသတိပြုစေမှုအတွက်ဒီ post ကိုရေးပါတယ်တဲ့လွန်ခဲ့တဲ့3-4ရက်ပတ်ဝန်းကျင်က Facebook page တစ်ခုမှနဲ့ website တစ်ခုပေါ်လာတယ်တဲ့ Revolutionary Government of the Federal Union ဘာမှဆိုတဲ့အစိုးရတက်ရောက်ကိုဖော်ပြထားတဲ့ page ပါတဲ့အဲ့ဒီ page ကနေတင်ထားတဲ့ announcement တွေနဲ့ website ကိုလေ့လာတဲ့အခါမှာနာမည်ကတော့တော်လိုင်းအစိုးရလို့ဖော်ပြထားပေမဲ့
အဲ့ဒီအစိုးရကိုမောင်းနေမဲ့သူတွေကလည်းဘသူလဲလို့ဖော်ပြမထားဘူးဒါပေမဲ့အဲ့ဒီ page အကြောင်းကိုဒိုင်ကဖော်ပြနေသူကတော့ဩစတြေးလျမှာဒေါက်တာကျော်နိုင်ဆိုတဲ့လူဖြစ်ပါတယ်တဲ့တူထောင်ထားတဲ့ page တဲ့တူထောင်မှုစ조사နေတဲ့အစိုးရဖြစ်နိုင်တယ်လို့ယူဆရပါတယ်တဲ့ဒါတစ်ချက်နော်နောက်တစ်ချက်ကတော့ကျမအနေနဲ့တခြား ERO ခေါင်းဆောင်တွေကိုချက်ချင်းဆက်သွယ်အတီးပြုဖို့အတွက်ခက်နေပြီမဲ့တဲ့ဘုံနဂါကိုမေးမြန်းတဲ့အခါမှာတဲ့ဘုံနဂါကနိုင်ပိုင်းတို့ကျမစီကိုဖုံးဆက်လာခဲ့တယ်တဲ့ဒီတော်လိုင်းအစိုးရဘာကြဆိုတာသိလည်းမသိသလိုအဆက်အသွယ်လည်းတစ်ခါမှမရှိကြောင်း NUG ကိုဘက်ကံပြီးတော့သူတို့လက်အောက်ကိုဝင်ဖို့ဆိုတာဝေးသူတို့လက်အောက်ကိုဝင်ဖို့ဆိုတာဝေးသိတော်မသိကြောင်းအတိအကျပြောလာပါတယ်တဲ့ဘုံနဂါကအင်တာနက်ကိုင်းလိုင်းခက်ခဲတဲ့အခြေအနေမှာရှိနေတာကြောင့်တဲ့MRD ရ NUG နဲ့ COC အောက်မှာပဲရှိကြောင်းကိုအလင်းသိမယ်ဆိုရင်လည်းရေးသားပြီးပြည်သူကိုအသိပေးပါလို့တောင်းဆိုလာပါတယ်တဲ့ဒါကြောင့်တခြားနာမည်ထည့်သွင်းထားခံရတဲ့ ERO တွေကလည်းဘုံနဂါလိုပဲမသိတော့မသိလိုက်ဘဲနဲ့အသုံးချခံထားရတာလို့ယူဆလို့ရတယ်ဒါအပြင်လက်ကင်တက်အဖြစ်နဲ့ဖော်ပြထားတဲ့ PDF အဖွဲ့80ထဲကကျမထောက်ပို့နေကြအဖွဲ့တွေကိုဆက်သွယ်မေးမြန်းတဲ့အခါသူတို့လည်းလုံးဝကိုမသိရှိကြောင်းအဲ့ဒီအစိုးရဆိုတဲ့အဖွဲ့ရဲ့လက်အောက်ခံလည်းမဟုတ်ကြောင်းတမင်နာမယ်အလွဲသုံးစားပြုခံရတာဖြစ်ကြောင်းကိုဖြေကြားသလိုတဲ့ကြေညာချက်တွေထုတ်ပြန်သွားမယ်လို့လည်းပြောကြပါတယ်တဲ့အစိုးရဆိုတာတာဝန်ယူတာဝန်ခံမှုရှိဖို့လိုတယ် Facebook ပေါ်မှာ keyboard ရိုက်တာတဲ့အစိုးရထားတော်လို့ဖြစ်မယ်ဆိုရင်လည်းပန်ဆယ်လိုအစိုးရတဲ့ပန်ဆယ်လိုအာမီတော်ဖြစ်နေလောက်ပြီတဲ့အစိုးရတရက်ဖြစ်လာဖို့တဲ့တာဝန်ယူတာဝန်ခံဆောင်ရွက်နိုင်မယ်ဆိုရင်နောက်ကတစ္ဆာခံတတ်တွေနဲ့ထပ်တူနော်တတ်ထူတောင်းနိုင်ပြီဆိုရင်ဖွဲ့ကျင်တော့ပါဆိုဖွဲ့ပါတယ်ဒါတော့မှပြည်သူရွေးချယ်တင်မြှောက်ထားတဲ့မဟုတ်တဲ့အတွက်တဲ့ပြည်သူကပဲဘယ်အစိုးရကငါတို့လက်ခံတဲ့အစိုးရဆိုတာရွေးချယ်ဆုံးဖြတ်သွားပါလိမ့်မယ်ဒါမှမဟုတ်ပဲတဲ့အစိုးရဖြစ်တော့နော်ဖြစ်လေတော့သကိုးဆိုပြီးအစိုးရဖြစ်ဖွဲ့လာကတော့တဲ့နော်ဒီမေးအောင်လိုက်လို့လွှဲရတဲ့တစ်ထပ်သေးပဲတဲ့ဒါအပြင်နဲ့ ERO တွေဒေတာကာကွယ်ရေးတပ်တွေပြည်သူကာကွယ်ရေးတပ်တွေရဲ့နာမည်ကိုအခွင့်မရှိပဲတဲ့အလွဲသုံးစားသုံးယူဖော်ပြပြီးတော့ကလိန်ကကြစ်လှုပ်ထားတာတဲ့ဒီအဖွဲ့အစည်းတို့ပြည်သူကအထေအမေလွဲမအောင်ပွေးခွဲတဲ့လုပ်ရပဲတဲ့ဒါပေမဲ့အဖွဲ့အားလုံးကိုဆက်သွယ်အတီးမပြုတ်ရသေးတာကြောင့်အဖွဲ့80မှာဒီအုပ်စုနဲ့ပူးပေါင်းနေတဲ့အဖွဲ့တွေပါနိုင်တယ်လို့ထင်မြင်စရာရှိတယ်တဲ့ဒါကြောင့်နာမည်အလွဲသုံးစားပြုပြီးတော့ဖော်ပြခါတဲ့အဖွဲ့တွေအနေနဲ့မသက်ဆိုင်ကြောင်းကြေညာချက်တွေထုတ်ဖို့လိုအပ်တယ်လို့အကြံပြုပြရသေးဒါမှသာထောက်ဖို့ပြုစုလေး fundraiser တွေအနေနဲ့စိတ်ရှင်းရှင်းထောက်ဖို့ကူညီနိုင်မှာဖြစ်ပါတယ်ဒီကိစ္စအယူအမှုနဲ့လွတ်ထားရတဲ့အိမ်ဦးချီးတက်ပါတဲ့ကိစ္စဖြစ်မဲ့ပြီးအရေးကြီးကာလမှာတော်လိုင်းအင်အားစုတွေနဲ့ပြည်သူတွေကြားတဲ့တတ်ရှိုသွေးခွဲဝေဝါအောင်လုပ်တဲ့လုပ်ရဖြစ်တာကြောင့်ကြီးထွားမလာခင်နဲ့ပြည်သူသိရှိအောင်တင်ပြဖို့လိုအပ်တယ်လို့ယူဆတာကြောင့်ဒီ post ကိုရေးပါတယ်တဲ့လေးလာရအောင် page လေးကိုလည်း comment မှာပြထားတယ်တဲ့ကို့မှာလည်းမအေးလို့တွေကိုတော်လှန်ရတဲ့ကိစ္စတွေစောက်ယူတွေကိုပါလုပ်ရတဲ့ကိစ္စတွေဒါတွေဆက်ဆွဲရတာပေါ့ဗျာနော်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကနော်ဘာပြောချင်လဲဆိုတော့သူတို့ကပြောတာပေါ့လေအဲ့ဒီနော်အဲ့ဒီအဖွဲ့ကခေါင်းဆောင်တဲ့လူမရှိဘူးနော်ခေါင်းဆောင်လည်းမရှိဘူးဒါလည်းကျွန်တော်လည်းပြောနေကြတာပဲဗျာနော်ခေါင်းဆောင်သူမရှိဘူးဘယ်သူထောင်တာလဲဒါတက်တက်ပဲအကြံဖာလုပ်တာဒါပေါ့အဲ့ခင်ဗျားတို့ကျွန်တော်မေးပဲနော်ဥမာနော်လူတယောက်ကဖြစ်လာပြီဆိုရင်နားလေသိရှိရမယ်ဘုတရားဆိုတာရှိတယ်လူချင်းဝတ်ဆိုတာရှိတယ်လူချင်းဝတ်ရှိတယ်လို့အဖွဲ့အစည်းချင်းဝတ်ရှိတယ်နိုင်ငံရေးဆိုင်ရာချင်းဝတ်ရှိတယ်တိုင်းရင်းသားရေးဆိုင်ရာချင်းဝတ်ရှိတယ်ဖက်ဒရယ်ချင်းဝတ်ရှိတယ်အဲ့ချင်းဝတ်ဆိုတာပြောတာဥပမာအော်စတြေးလျနိုင်ငံလိုနေရာမျိုးမှာခမကနော်ဒီစားတော့ဆိုင်မှာတိုင်းစီတာဖြစ်ဘန်ကိုသွားတာပဲဖြစ်ဖြစ်ဘယ်ညာပဲဖြစ်ဖြစ်ခမအနောက်ကရောက်ရင်နောက်ကနေစီရတယ်အရှိရောက်တဲ့လူကရင်စီရပဲဟုတ်တယ်မလားဒါကိုနော်ဒါကခင်ဗျားဟိုအော်တိုမက်ခင်ဗျားနားလေရမယ်လူချင်းကိုလေငါရောက်တာနောက်မှရောက်တယ်ဒါကြောင့်ငါအနောက်ကပဲနေမယ်သူများငါတဲ့အရေးရှိတဲ့လူတွေအရှိရစီရမယ်ဒါကလူချင်းကိုဒါကိုခင်ဗျားဘသူမှသင်ပေးစရာမလိုဘူးနော်တန်းစီပါဆိုတဲ့ဟာလဲစာချိတ်စရာလည်းမလိုဘူးတက်ဆိုင်ရဘန်တို့
တက်ဆိုင်ရာဈေးဆိုင်တို့ကနေပြီးလူအထွက်ပြီးအားလုံးတန်းစီကြပါဆိုပြီးတော့စော်ဩစရာလည်းမသူကသူအသိဉာဏ်အသိစိတ်ဓာတ်နဲ့တန်းစီတာအဲ့ဒါတပိုင်းဒါကအသိစိတ်ဓာတ်ကိုကျွန်တော်ပြောတာဟုတ်ပြီနော်ဒါကလူမှုရေးဆိုင်ရာအသိစိတ်ဓာတ်ဖက်ဒရယ်ရေးဆိုင်ရာဖက်ဒရယ်ရေးရာဆိုင်ရာအသိစိတ်ဓာတ်ကရောဖက်ဒရယ်ပြည်ထောင်စုလုပ်မယ်ဆိုတာကဗမာကခေါင်းဆောင်ပြီးတော့ကချင်လက်ငါးစီလာခဲ့ကရင်လက်ငါးစီလာခဲ့မွန်လက်ငါးစီလာခဲ့ဟောဒီမှာဖက်ဒရယ်မှုအဲ့လိုလုပ်ကြရခင်ဗျာဗမာခေါင်းဆောင်မဟုတ်ဘူးလားဓာတ်တူညီများမှုရှိတယ်လို့ခင်ဗျာပြောလို့ရမှာကျွန်တော်တခုမေးမယ်လေဖက်ဒရယ်လုပ်တယ်ဆိုတာအားလုံးဓာတ်တူညီမျှတဲ့နိုင်ငံရေးစနစ်ဗမာကဦးကျိုးကင်ချေလိုက်တာလည်းမဟုတ်ဘူးကရင်ကကျိုးကင်ချေလိုက်တာလည်းမဟုတ်ဘူးကချင်ကကျိုးကင်ချေလိုက်တာလည်းမဟုတ်ဘူးအားလုံးကိုယ်အသိစိတ်တဲ့ကိုဝင်ပြီးတော့ဖက်ဒရယ်ထူထောင်ကြမယ်ဆိုဓာတ်တူဝိုင်းလို့ကြတာအဲ့ဒါကမှဖက်ဒရယ်အစစ်အဲ့ဒါမှနိုင်ငံရေးစနစ်စစ်တဦးတယောက်ကခေါင်းဆောင်တယောက်နေပြီးတော့မှခေါင်းဆောင်မစီးယုံတယ်ဆိုရင်ဖျားတော့ဟုတ်တာဗျဒီခေါင်းဆောင်ကတော့တိုင်းပြည်ကိုကယ်တဲ့လွတ်လာရေးဖခင်ကြီးဘာညာဟုတ်တယ်လေဒါပေမဲ့ဒီခေါင်းဆောင်တယောက်ကိုခင်ဗျားတို့ကအာကိုပြီးဒီခေါင်းဆောင်ပြီးလုံมาတော့ဒါအာနာရှင်ရဲ့အခြေခံပဲလေမဟုတ်ဘူးလားအာနာရှင်ရဲ့အခြေခံပဲကမ္ဘာသမိုင်းမှာဘလောက်ပဲမျိုးချစ်ခဲ့တဲ့နော်တက်ဆိုင်ရာအချိန်တစ်ခုမှာပြည်သူလူထုထောက်ခံခဲ့တဲ့ခေါင်းဆောင်တွေကနှစ်ကြာသွားတဲ့ခါမှာအာနာမှာရတာကြာသွားတဲ့ခါမှာအာနာရှင်တွေဖြစ်သွားတာပဲဥပမာကျူးဘားမှာကက်စထရိုကျူးဘားတော်လာရေးစတော့ကက်စထရိုကသူ့ကျူးဘားလူမျိုးတွေကိုနော်ကယ်တင်တဲ့ခေါင်းဆောင်ကောင်းပဲဒီဟုတ်လားကျူးဘားလူမျိုးဆေးရတာကိုတိုက်ပွဲဝင်တဲ့ခေါင်းဆောင်ဒါပေမဲ့နှစ်ပေါင်း30လောက်အာနာရတဲ့ခါမှာတော့သူအာနာရှင်ဖြစ်သွားတာပဲအဲ့ဒါကသူရဲကောင်းဝါဒသူရဲကောင်းကိုကိုးကွယ်တဲ့ဝါဒသူရဲကောင်းကိုကိုးကွယ်တဲ့ဝါဒရှိတယ်တွေ့အာနာရှင်ကဘယ်တော့မှမပြောက်ဘူးဆိုတာခင်ဗျားတို့သိထားဖို့လိုတယ်ရောက်တော့ဖက်ဒရယ်ဆိုတဲ့အစီအစဉ်တွေကအားလုံးလာကြဖက်ဒရယ်မူကဟောဒီမှာငါကမခထလုပ်မယ်ဒီအပွဲကကမခထလုပ်မယ်အဲ့လိုလုပ်ရင်ခင်ဗျားကအဲ့လူကအာနာရှင်ဖြစ်သွားပါပဲဒီလူရဲ့ကြိုးကင်ချေလည်မှုရောက်သွားပါပဲတခုပဲရှိတာကျွန်တော်တို့ကမူကိုချပြလိုက်မယ်လူကိုထွက်ပြကြမလို့မူချပြလိုက်မယ်ဒီမူကကောင်းသလားမကောင်းဘူးလားမျှတလားမမျှတဘူးလားဒီမူနဲ့လှုပ်ချင်လားမလှုပ်ချင်ဘူးလားကိုယ်အသိစိတ်ဓာတ်နဲ့ကိုယ်ဝိုင်းလို့ဖို့လိုတယ်အဲ့ဒါပဲကိုယ်အစီအစဉ်ကိုယ်တိုင်ဝိုင်းလို့ဖို့လိုတယ်ဒီအဖွဲကနေပြီးဒီအလို့ငါတို့ဥစည်းပါဆိုတော့ထွက်ပြကြလည်းမလို့ဘူးသူကသူပေါ်လာတဲ့ခုစားကိုခင်ဗျားတို့လားတကယ်ဗမာပဲဖြစ်ဖြစ်တိုင်းသားခေါင်းဆောင်ပဲဖြစ်ဖြစ်ခင်ဗျားတို့တကယ်တမ်းကိုဖက်ဒရယ်ကိုလိုချင်တယ်ဆိုရင်ကိုယ်အသိစိတ်ဓာတ်နဲ့ကိုယ်ပူပေါင်းလို့ဖို့လိုတယ်ဗမာကခေါင်းဆောင်ပြီးငါအောက်လာလို့ဆွဲဖို့လည်းမလိုဘူးကချင်ကငါအောက်လာလို့ဆွဲဖို့လည်းမလိုဘူးကရင်ကငါအောက်လာလို့ဆွဲဖို့လည်းမလိုဘူးအခုခင်ဗျားတို့မိုးကုတ်ပြပွဲမှာဘာဖြစ်တယ် TNL ကိုခင်ဗျားတို့အားကိုးတယ်ဟိုကောင်ကတရုတ်နဲ့ပေါင်ပြီးရှိတာတွေကိုလို့သား90တော့ရိတ်သွားပြီဒါခင်ဗျားအားကိုးတာပဲလေဟုတ်လား TNL ကိုခင်ဗျားတို့အားကိုးလိုက်တယ်လေအဖေခေါ်လိုက်တယ်လေအဲ့တော့ပလောင်ကရှိတာအကုန်ရိတ်သွားတာပဲဒါပဲဒါရလကအဲ့ဒါပဲအဲ့ဒီရလကိုခင်ဗျားတို့အခုနော်နားတယ်အခုတည်းကနားမလဲတဲ့ကျွန်တော်တို့ကထပ်ပြီးပြောစရာတော့အကြောင်းမရှိဘူးဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ကနော်ဒီဖက်ဒရယ်စနစ်ဖြစ်ဖို့ကနိုင်ငံရေးလမ်းစဉ်တစ်ခုရှိရမယ်အဲ့ဒီလမ်းစဉ်ကမျှတတဲ့ပုံစံမျိုးရှိရမယ်ဒါကိုကိုယ့်အသိစိတ်ဓာတ်နဲ့ကိုပါဝင်ပြီးတော့နော်ပူပေါင်းဆောင်ရွက်ဖို့ရှိတယ်ဒီကောင်ကထွက်ပြီးဒီဘွဲကထွက်ပြီးငါတို့ဖက်ဒရယ်လုပ်မယ်လာကြလို့ဒါပြောတာကဖက်ဒရယ်ဟုတ်ကိုမဟုတ်ဘူးအဲ့လိုပြောတော့မှရတယ်ဆိုရင်ခင်ဗျားတို့ကိုယ်တိုင်ကဒါဆိုအာနာရှင်ကိုခင်ဗျားတို့ကနော်အားပေးတာနဲ့အတူတူပဲလူမျိုးကြီးဘွာတော့ခင်ဗျားအားပေးတာနဲ့အတူတူပဲကြိုးကင်ချယ်တဲ့အဖွဲတစုလူမျိုးစုတို့ကိုခင်ဗျားတို့အားပေးထောက်ခံတဲ့အတူတူပဲဒါကိုခင်ဗျားတို့အနေနဲ့ basic နော်ဒီမိုကရေစီရဲ့ဖက်ဒရယ်အခြေခံကခင်ဗျားတို့နားမလဲပဲနဲ့ခင်ဗျားတို့ဘာအတွက်လုပ်နေဘာအတွက်တိုက်နေရလဲဒါကကျွန်တော်မေးရမှာရောက်မလို့အဲ့ဒီအဖွဲ့နဲ့ပတ်သက်တဲ့ဟာကသူတို့ဟာနဲ့ပတ်သက်လို့နော် website နဲ့ပတ်သက်တဲ့ဟာတစ်ချက်ပဲပြောပြမယ်ဘူးလက်ခံသလားမခံသင့်လားဒါတိတ်ခဲလို့မကောင်းဘူးဟိုကနဲ့မတူဟုတ်ပြီနော်ဖက်ဒရယ်ပြည်တော်စုမြန်မာဒေါ်လာရေးဆိုရတယ်ဘာရေးထားလဲတန်း90ကြာတော့ဖက်ဒရယ်ပြည်တော်စုမြန်မာနိုင်ငံသားများဒီဓာတ်တူညီမျှစွာငြိမ်းချမ်းစွာအတူရှင်တွဲနေတိုင်းကြားမိ
အောက်ပါတိုင်းသားအစိုးရများအုပ်ချုပ်တော့ရှစ်ပြည်နယ်ပါဝင်ပြီးဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းလွတ်လပ်စွာသွာလာနေထိုင်အလုပ်လုပ်ကိုင်ကအကျိုးတူပူပေါင်းဆောင်ရွက်စုပေါင်းကာကွယ်တော့ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံကိုတိုင်းသားအစိုးရများအုပ်ချုပ်တော့ရှစ်ပြည်နယ်အစိုးရတို့ကပူပေါင်းဥဆောင်ကြပြီတဲ့တိုင်းသားအစိုးရများအုပ်ချုပ်တော့ရှစ်ပြည်နယ်အစိုးရခေါင်းဆောင်တို့ကဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတမရတာဝန်ကိုအလှည့်ကျတာဝန်ယူကတိုင်းသားအစိုးရများကိုယ်စားလှယ်များညီမျှစွာပါဝင်သောဖက်ဒရယ်ပြည်ထောင်စုလွတ်တော်ထောက်ကူသောနိုင်ငံရေးအသိပညာရှင်အတတ်ပညာရှင်များပညာရအဖွဲ့အစည်းများနဲ့ပြည်သူ့အဖွဲ့အစည်းများတို့၏အသိပညာအတတ်ပညာပိုင်းဆိုင်ရာအကြံပြုထောက်ကူချက်များကိုမိညာပြု၍ဥဆောင်ရဖြစ်သည်တဲ့အဲ့တော့မှားတဲ့ချက်ပါလားလက်မခံနိုင်တဲ့အချက်ပါလားတခုပဲမေးမယ်လေမှားတာပါလားလက်မခံနိုင်တဲ့အချက်ပါသလားလွှမ်းမိုးတဲ့အချက်ပါလားအနိုင်ကျင့်တဲ့အချက်ပါလားလူမျိုးကြီးกว่าတာပါလားအဲ့ဒီအဖွဲ့ဘယ်အဖွဲ့ဘယ်သူပါတယ်ဆိုတာကမသိဘူးလေဟုတ်လားသိစရာလည်းမလိုဘူးသိစရာမလိုဘူးဆိုတဲ့ဘောကဘာကြောင့်သိစရာမလိုသလဲခင်ဗျားတို့သိမြင်ပြီဟုတ်လားခင်ဗျားတို့တိုင်းပြည်လွတ်မြောက်ခြင်းလားခင်ဗျားတို့တိုင်းရင်းသားတွေလွတ်မြောက်ခြင်းလားခင်ဗျားတို့ဖက်ဒရယ်အစစ်အမှန်ကိုလိုချင်တာကိုယ့်အကိုသိဒါပဲ you must understand yourself no one need to force to you no one over dictate you must know yourself this is a real federalismဖက်ဒရယ်အစစ်အမှန်ဆိုတာဘာလဲဘယ်လိုနိုင်ငံရေးစစ်လဲဒီဘွဲကငါဖက်ဒရယ်လုပ်မယ်ဆိုပြီးလုပ်တာအဲ့ဒါခင်ဗျာဖက်ဒရယ်ဟုတ်လားအဲ့ဒါခင်ဗျာကိုသူရဲကောင်းဝါဒပဲလေဒီလူခင်ဗျားတို့ထောက်ခံကသူရဲကောင်းဝါဒပဲဒီလူမျိုးစုကနေဗမာကနေဥဆောင်ပြီးတော့ဖက်ဒရယ်ယူနေဘာလုပ်မယ်ဒါလည်းဗမာကြီးစိုးတဲ့ဝါဒပဲဟုတ်ပါလားခင်ဗျာအဲ့လိုကြီးစိုးတဲ့ဝါဒကိုခင်ဗျားတို့ကလက်ခံနေသေး၍ခင်ဗျားတို့အာဏာရှင်ကိုထောက်ခံနေတာကြီးပဲကြောက်ပြီးတော့ဘာလဲဆိုတော့ဟုတ်ပါပြီဘုံရုပ်အောင်ဆန်းအမျိုးသားလွတ်မြောက်ရေးဖခင်ကြီး1940ခုမှာသူလွတ်လာရေးမကြောက်ခုမှာမရခင်ကြာဆုံးသွားတယ်လေဟုတ်လားအဲ့တော့ तू အကောင်းဆုံးအခြေအနေမှာ तू နော်လုံးချန်ခံလိုက်ရတော့ဒါကျွန်တော်တို့ကဒီတိုင်းပြည်တော့အရန်လက်ခံကြတာဒါပေမဲ့နော်ဒါပေမဲ့ဘိုးကျော်အောင်ဆန်းလိုပဲကျူဘာကက်စထရိုလဲသူ့ခေတ်သူ့အခါသူ့အချိန်တော့ကတော့တော်လိုင်းအောင်မြင်ခဲ့တော့တကယ်တိုင်းပြည်ရဲ့လူနော်သူရဲကောင်းပဲလေဒါပေမဲ့နှစ်ပေါင်း30ပြကြာသွားတဲ့အခါမှာတော့အာဏာရှင်ဖြစ်သွားတာပဲဒါပဲလူတယောက်ကအာဏာရှင်ဘာကြောင့်ဖြစ်တယ်လဲဒီလူကသူရဲကောင်းဝါဒကိုသူရဲကောင်းကိုးကွယ်ခြင်းဝါဒသည်အာဏာရှင်ရဲ့အခြေခံမျိုးစစ်ဒါကိုခင်ဗျားတို့သိထားဖို့လို့အဲ့တော့ဖက်ဒရယ်စနစ်ကဗမာကနေပြီးတော့မှအကုန်လုံးလာကြဖက်ဒရယ်ထောင်းမယ်အဲ့ဒါဗမာဥကောင်းကြိုးကင်တာပေါ့ခင်ဗျားတို့တိုင်းရင်းသားတွေကြိုက်လားရောက်တိုင်းသားတွေကြိုက်တယ်ဆိုရင်ဒီဘလို့ကခင်ဗျားတို့ TNA တွေတို့ MNDA တို့ KIA တို့ KNU တို့တော်လန်နေတာအကြောင်းမရှိတော့ဘူးလေဟုတ်လားရောက်မကြိုက်လို့တော်လန်တာမဟုတ်ဘူးလားမြောက်မကြိုက်လို့တော်လန်တာမဟုတ်ဘူးလားဗမာဆွတ်ဖွဲ့မှုဗမာရဲ့ကြိုးကင်မှုကိုမကြိုက်လို့ခင်ဗျားတို့တော်လန်နေတာမဟုတ်ဘူးလားအဲ့တော့ဗမာလည်းမကြိုးကင်ဘူးကချင်လည်းမကြိုးကင်ဘူးကရင်လည်းအကျိုးမကြိုးကင်ဘူးကိုယ့်အသိစိတ်ဓာတ်ကိုပါဝင်ပြီးပူးပေါင်းပြီးတော့လုပ်တဲ့နိုင်ငံရေးစနစ်ကိုခင်ဗျားတို့မကြိုက်ဘူးဆိုတော့ခင်ဗျားတို့ကဖယ်ဒရယ်ကိုခင်ဗျားတို့တကယ်တမ်းမို့လိုလားတဲ့ယူတွေမဟုတ်ဘူးဆိုတာပဲဒါပဲကျွန်တော်ပြောချင်တာရောက်တော့ခင်ဗျားတို့အော်စတြေးလျနိုင်ငံလိုနိုင်ငံမျိုးနိုင်ငံကြီးတွေမှာနော်ဟိုအရင်ရောက်တဲ့လူကအရင်ရှေ့ဆုံးကနေရမယ်နောက်ရောက်တဲ့လူကတန်းစီရမှာ this is အကုန်လုံးကနားလေရမယ်အချက်လူကျင့်ဖို့တရားရနားလေရမယ်အချက်လူကျင့်ဖို့ရကိုယ့်အကိုနားလေရမယ်အချက်ဘယ်သူမှလာပြီးနားလေဖို့ပြောစရာမလိုထို့အတူပဲခင်ဗျားတို့စုပေါင်းတဲ့ Federal စနစ်ညီမျှတဲ့ Federal စနစ်ဆိုတာတဲ့ရှိတဲ့လမ်းစဉ်တစ်ခုတွေ့လိုက်တဲ့ဆိုရင်ဒါကိုကိုယ့်အသိစိတ်ကိုလုံးဖို့ပဲဒါဖို့ပဲဒါမှခင်ဗျားတို့နားမလဲဘူးဆိုတော့ခင်ဗျားတို့ကိုယ်တိုင်ကနော်တယောက်ကလှုပ်ပေးမှတစ်ဖွဲ့ဖွဲ့ကလှုပ်ပေးမှသူရဲကောင်းတယောက်ကလှုပ်ပေးမှဆိုရင်တော့ခင်ဗျားတို့ကဒီအာနာရှင်ကိုထောက်ခံနေတဲ့မျိုးစေ့ပြချပေးတာနဲ့အတူတူပဲဒါခင်ဗျားတို့သိထားဖို့လိုတယ်ရောက်တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့အဲ့ဒီမှာကျွန်တော်လာပြီးတိုက်ခိုက်တာပုံစံမျိုးရှိတယ်ပြီဟုတ်တယ်လေကျုပ်ကလော်တယ်ဆိုတာပါတယ်ဘယ်အဖွဲ့ဘယ်သူခေါင်းဆောင်မှမသိလို့ကျွန်တော်ကအဲ့ဒါလော်တာတက်မင်းကျွန်တော်လော်တာမသိလို့လော်တာသိရကျွန်တော်မလော်ဘူးဒီလူကသူရဲကောင်းဝါဒဖြစ်မှာပဲအဲ့တော့အဲ့ဒီမှာရှိတဲ့ဟာဒီမှာနော်ဟိုခင်ဗျားတို့အနေနဲ့ကဘာလဲဆိုတော့နိုင်ငံရေးကိုခင်ဗျားတို့ကကျွန်တော်လည်းနိုင်ငံရေးသမားမဟုတ်ကျွန်တော်ကနော်ကျောင်းဆရာတော်လိုင်းသမားမဟုတ်နိုင်ငံရေးသမားမဟုတ်ကျွန်တော်ကကျောင်းဆရာဒါပေမဲ့ခင်ဗျားတို့တော်လိုင်းရေးလုပ်နေတဲ့လူတွေကအဲ့ဒီအချိန်တော့2022တော့နော်2022ဧပြီလတက်လာတဲ့အချိန်မှာဒီ page တက်လာတဲ့အခါမှာ NUG မှာ NUG အစိုးရ BNL ဘုံနဂါကလည်း NUG လက်အောက်ခံဘုံနဂါနဲ့ကလည်းပန်ဆယ်လိုဖုံးဆက်ပြီးတော့ကလည်းပြောလိုက်တာတွေဟုတ်တာအခုဆက်နိုင်သေးလားအခုဆက်ကြသေးလားဘာဖြစ်လာလဲ
2020နေရရင်2025ကုန်တဲ့ကွာဘာဖြစ်လာလဲဘာအကျိုးရှိလဲအကုန်လုံးတစားစီဖြစ်တာပဲဒီဟုတ်လားခုနတည်းကဘိုဒလာလိုက်ကိုကျွန်တော်တစ်ချက်ကြည့်လိုက်သေးတယ်ဘုံနကားရဲ့ page ကိုကြည့်လိုက် post ကိုကြည့်လိုက်တယ်သူ့ကိုပါဆယ်လို့ကသွားမနေတာလေတွဲနေတာလေအဲ့တော့တယောက်တွေ့ရချက်ကြသွားမကြဒါနဲ့ပဲခင်ဗျားတို့အဆုံးနေပြီးတော့တော်လိုင်းရရေလုံးမျောတဲ့ပုံစံမျိုးဖြစ်နေတာအဲ့လိုလုံးတဲ့လူတွေကလည်းပဲသူတို့ဘဝကောင်းတော့ဘဝလည်းသူတို့လည်းကောင်းတာမဟုတ်ဘူးနော်အမေရိကလိုနေရာနေမှာခုခန့်က TBS နှိမ်ထုတ်ပဲခန့်ကလုပ်တာကမှားတယ်လို့ပြောလို့မရဘူးဗမာပြည်အတွက်နော်2021ကနေ2025တိ4နှစ်တိအချိန်ပေးခဲ့ပြီးပြီ4နှစ်တိပေးခဲ့တဲ့အချိန်ကိုတက်အချိန်ဖြုံးခဲ့တာတကယ်မှာတော်လိုက်စစ်မှန်နဲ့လုတ်တဲ့ဆိုရင်လင်းတဲ့ကာလကအများကြီးခီးရောက်ရမှာမရောက်ဘူးလုံးဝမရောက်ဘူးမရောက်တဲ့အတွက်ဘယ်နိုင်ငံမှဒီလောက်ထိနော်ဒီ fair trade ဖြစ်တဲ့တိုင်းပြည်ကလူမျိုးဘယ်နိုင်ငံမှလက်မခံနိုင်ဘူးဒါကသူတို့နိုင်ငံအပိုင်းသူတို့နိုင်ငံလည်းလက်ခံမှာမဟုတ်ဘူးခါနေမကဘူးတခြားနိုင်ငံတွေကလည်းဒီ fair trade ဖြစ်တဲ့တိုင်းပြည်ရဲ့လူမျိုးလက်ခံဖို့ကတော်တော်ခဲရင်းပဲဒီလိုဖြစ်အောင်ကဒီလိုဥဆောင်မှုလွဲတဲ့အဖွဲ့အစည်းဒီ NUG ဆိုဥဆောင်မှုလွဲတဲ့အဖွဲ့အစည်းကိုလည်းခင်ဗျားတို့ဝိုင်းပြီးတော့ပြင်ကြတယ်တကယ်အစစ်အမှန်ဖဲတဲ့အစစ်အမှန်နဲ့နော်ပေါ်ပြလာတဲ့ ideology ကိုလည်းပဲဒီဟာကဒီကြော်နိုင်ဆိုတဲ့ကောင်လှုပ်တဲ့ကောင်ဒါအာနာရှင်ဖြစ်မဲ့အကောင်ဒါအာနာရှင်ရဲ့အခြေခံဒါနဲ့ပဲခင်ဗျားတို့လော်တာတွေလက်ခံပြီးတော့မလှုပ်ဘူးတွေမလှုပ်တော့ဘာဖြစ်လဲမလှုပ်တော့မရဘူးတွေရှင်းနေတာပဲဟုတ်လားမလှုပ်တော့မရဘူးဆိုတာအခုချိန်မှာခင်ဗျားတို့ Federal လှုပ်ရင်တော့လွဲမဲ့ထင်သလားအခုနေခင်ဗျားတို့ Federal လှုပ်ချင်ပါတယ်လွဲမဲ့ထင်သလား Federal ဖြစ်ရင်တောင်မှအမေရိကတို့ Australia လို့စုစည်းတဲ့ Federal တော့ဖြစ်မှာမဟုတ်ဘူးဗမာပြည် Federal တကယ်လို့ဖြစ်ခဲ့ရင် Russian Federation နော် Soviet Union ပြိုကွဲတုန်းကဆိုရင် Commonwealth Independent State CIS ဆိုတာအဲ့ဒါထောင်လိုက်တယ်နော်ရုရှားအရင်က Soviet Union တစားစီကွဲပဲ Soviet Union တော့က Soviet ပါပဲတခြားသူ့နိုင်ငံထဲမှာယူကရိန်းတို့အဇာဘိုင်ဂျန်တို့အာမေးနီးယားတို့နော်ဥဇဘက်ကစ္စတန်တို့တာဂျီကစ္စတန်တို့အဲ့ဒီနိုင်ငံပေါင်းလက်ဗီးယားတို့အားလုံးနိုင်ငံပေါင်း15နိုင်ငံပါတယ်အဲ့လိုနိုင်ငံတွေက Soviet Union နဲ့ကွဲသွားတော့သူတစားစီကွဲသွားပြီးတော့ဘာလုပ်လဲဆိုတော့အဲ့တော့ဂေါ်ဘာချော့တို့ယက်စင်တို့က CIS ဆိုတာဖွဲ့တယ် Commonwealth Independent State ဆိုတာဖွဲ့ပြီးတော့ပြန်ပြီး organize လုပ်ထားတာအဲ့ဒီ CIS ဘယ်လောက်ကြာခံလို့လဲအခုနော်ယူကရိန်းနဲ့ရုရှားချနေပြီလေဟုတ်လားအဇာဘိုင်ဂျန်နဲ့အာမေးနီးယားဟိုတော်လောမှာချသွားတာအကုန်လုံးတစားစီချသွားတာဒီလိုပြိုကွဲသွားတဲ့ပုံစံမျိုးဖြစ်သွားတာပဲဖြစ်လက်ခဏပဲခံမယ်ဗမာနိုင်ငံရဲ့တာခက်ကလည်းပဲဥတီချက်ကအဲ့ဒီနော်အမေရိကန်တို့အော်စတြေးလျတို့လို Federal စုစည်းတဲ့ Federal စနစ်ကိုမဟုတ်တော့ဘဲနဲ့အဲ့ဒီ CIS ကိုဥတီနေတယ်ဒါခင်ဗျားတို့သိထားဖို့လဲဘာကြောင့်လဲအချိန်ကနှောင်းသွားတဲ့ကိစ္စတွေအဲ့ဒီ2022တုန်းကမှန်ကန်ခင်ဗျားတို့နော်ဒီလိုစုစည်းညာကိုအသိနဲ့ကိုပူပေါင်းပြီးတော့စစ်မှန်တဲ့ Federal ကိုထူထောင်လိုက်တယ်ဆိုရင်အခုတိုင်းပြည်ကလွတ်ပြောင်းနေပြီဒီစကားပြုတ်သွားပြီအခုမပြုတ်ဘူးလေအခုချိန်မှာခင်ဗျားတို့လှုပ်လဲမလွယ်ဘူးအဲ့လိုဖြစ်ခဲ့ဟာတွေကတကယ်တော်လိုင်းကြီးရောနိုင်ငံကြီးရောကနော်ဟိုမြို့ဟိုအညွတ်တော့အောင်လုပ်တဲ့ပုံစံမျိုးတွေဒီလိုလောက်အောင်ဖြစ်တဲ့ဟာတွေကလည်းပဲအဲ့ဒီချိန်ကာလမှာဒီ NUG ကိုနင်းကလော်ပြီးလုပ်တဲ့ဒီပန်ဆယ်လိုဟာမတွေကိုဒီလို ideology မှာဟာမျိုးတွေနော်တော်လိုင်းရေးမှာဒီ NUG မှာ NUG အစိုးရဒို့အစိုးရဆိုလုပ်တဲ့အဲ့တော်လိုင်းသမားဆိုတဲ့လူတွေခင်ဗျားတို့အားလုံးကခင်ဗျားတို့ရဲ့နော်ခင်ဗျားတို့ရဲ့ဟိုဒီအမြင်မကျယ်မှုနော်မသိမှုသိရတဲ့မသိကြအောင်ဆောင်မှုအဲ့ဒါတွေအကျိုးဆက်ကိုကျိုးဆက်ကိုခံစားရမှာပဲဒါပဲဒီလိုဖြစ်မှာပဲအခုကဘာဖြစ်နေလဲဆိုတော့ဗမာတော်လိုင်းတက်တွေတပါအဲ့မှာတော့ဖော်ပြထားတာနော် BBA နဲ့ MRDA နှစ်ဖွဲ့ဟိုကလည်းဗမာတော်လိုင်းအင်အားစုအနေနဲ့နော်ဖော်ပြခဲ့တယ်တကယ်ဖြစ်တဲ့နာအဲ့ BBA နဲ့ MRDA ကနော်တကယ်ဗမာပြည်နယ်အစိုးရရဲ့တကယ်အင်အားကောင်းတဲ့တပ်ဖွဲ့မဖြစ်လာဘဲနဲ့အခုဘာတွေဖြစ်တယ်နော်ပြည့်ပြည့်တဲ့စင်းနဲ့ရှိတယ်လေဟုတ်လားတခြားတိုင်းရင်းသားဆိုအာရခနဲ့သွားပြီးတော့ပေါင်းပြီးတော့တိုက်ရတာရှိတယ်နော် TNA ရဲ့တိုက်ခိုင်းတဲ့ဟာတိုက်ခိုင်းတာရှိတယ်တော့ TNA ကမောင်းထုတ်တော့ကပြန်ထွက်ရဒါနဲ့ပဲဖြစ်တယ်လေဟုတ်လားအဲ့လိုပဲဖြစ်တာလေဗျကျွန်တော်လိုချင်တာကဘာလဲဆိုဗမာပြည်နယ်အစိုးရရဲ့ခိုင်မာတဲ့တော်လိုင်းနော်အင်အားစုဗမာပြည်နယ်အစိုးရရဲ့
စစ်မှန်တဲ့ခိုင်မာတဲ့နော်စစ်တပ်တစ်ခုဖြစ်ရမယ်အစားဟို TNL ကိုဘောမလိုက်ဟိုကိုင်အာရခဘောမလိုက်ရှိသမျှ KIA ဘောမလိုက်မောတိုးခိုင်းတာလုံးလိုက်အဲ့လိုပဲဖြစ်တယ်ကျွန်တော်ကအခုသွေးခွဲစကားပြောနေတာမဟုတ်ဘူးလေဖြစ်တဲ့ဖြစ်တဲ့ရမှာဖြစ်ပြောက်ပဲနဲ့လက်တက်မရှိနော်လူမရှိထောက်ပံ့မှုမရှိတော့အင်အားကြီးတဲ့အဖွဲ့တွေတဲ့တိုင်းလာအဖွဲ့ဆိုတော့ပေါင်းပေါင်းမှာပဲအဲ့ဒီမှာတော့အာရခကတော့စစ်စစ်မှန်မှန်နဲ့နော်တနိုင်ငံလုံးလွတ်မြောက်ဥဆောင်တိုက်သွားမယ်ဆိုရင်လည်းဒါကျွန်တော်အားပေးရမှာပဲနော်ဒီလိုအခြေအနေမျိုးပဲဖြစ်သွားတာတကယ်ဖြစ်တဲ့အချိန်မှာဗမာကလူဦးရေအများဆုံးဗမာနိုင်ငံဗမာကလူဦးရေအများဆုံးအဲ့ဒီလူဦးရေအများဆုံးဖြစ်တဲ့ဗမာပြည်သူနော်ဗမာတွေကိုကိုစားပြုတဲ့တော်လိုင်းတပ်တွေကခိုင်မာတဲ့တောင့်တင်းတဲ့တပ်မဖြစ်လာပဲနဲ့ဟိုဖွဲ့နဲ့ပေါင်းလိုက်ဒီဖွဲ့နဲ့ပေါင်းလိုက်အဲ့လိုဖြစ်တာကအဓိကတော့ဘာကြောင့်လဲဆိုတော့ဒီစစ်မှန်တဲ့ဖက်ဒရယ်ကိုဥတီမဲ့နိုင်ငံရေးလမ်းကြောင်းကိုမဖော်ဆောင်နိုင်လို့ဖော်ဆောင်တဲ့နိုင်ငံရေးလမ်းကြောင်းလည်းမထောက်ခံလို့ထောက်ခံတဲ့ကောင်ကလည်းကိုယ့်အသိစိတ်ဓာတ်ကိုလုံအမှာကိုပဲတလွဲကတဲ့ဟိုသပင်ကောင်းပြီးတော့မှဒီအဖွဲ့ကလည်းမင်းအောင်နိုင်လို့လုံမဲ့ကောင်မျိုးအာနာကိုကကိုလူယူရကောင်ဒီလိုဟာမျိုးကြောင့်မလို့ဒီလိုဖြစ်တယ်ဟာအဲ့ဒါရတာပဲဒါခင်ဗျားတို့သိဖို့လို့လေဒါကြောင့်မလို့ဘာကြောင့်ကျွန်တော်ပြောရလဲဆိုတော့ဟုတ်ပါပြီကျွန်တော်တို့ကနေပြီးတော့မှဒီနော် NUG ထောက်ခံမယ်အားပေးမယ် NUG ရဲ့ဝါဒကိုထောက်ခံမယ်လုပ်ရတယ်လေ2022ကလုပ်ကြတယ်ဟုတ်လားနော်အကုန်လုံးကဒီ NUG အစိုးရမှာကပြည်သူအစိုးရဆိုလုပ်တယ်ဒါပေမဲ့ခင်ဗျားတို့လုပ်ခဲ့တဲ့ပြည်သူအစိုးရမှာဟုတ်မှမဟုတ်တာဟုတ်နော်အချောင်အာနာယူပြီးတော့ကလည်းဟိုအစင်တွေကလည်းအစိုးရတက်လုပ်ကျင်တဲ့ကောင်မျိုးတွေလေဒီလိုကောင်မျိုးတွေကနိုင်ငံရေးဥဆောင်မှုလည်းမရှိဘူးတော်လိုင်းဥဆောင်မှုလည်းမရှိဘူးရိုးသားမှုလည်းမရှိဘူးအဲ့မရှိတဲ့ဟောင်းတို့တပြည်လုံးတွေရောတပြည်လုံးမှာရှိတဲ့တော်လိုင်းအဖွဲ့တွေရောလုပ်ကြတာအားပေးကြတာဒါမှမဟုတ်လို့ဖြစ်ကြတာရောက်လို့ဟာဒီမှာထပ်ပြဖို့ကနောက်တစ်ခုထပ်ပြရမှာဗာလဲဆိုတော့ဒီ NUG ကနေပြီးတော့မှနော်ဘာတွေလုပ်ခဲ့လဲနော်ဒီຫນွေဥပန်အဲ့ဒါတွေ NUG Pay Spring Revolution Bank ဒါမျိုးတွေလုပ်တယ်လေဟုတ်လားအဲ့တော့ဒီ NUG အစိုးရကနေပြီးတော့မှထောက်ခံတဲ့ Spring Revolution Bank Sophisticated Financial Cyber Crime Infrastructure တဲ့အဲ့လိုရမလုပ်ထားပြီးပြီဘာကြောင့်လဲနော်အမတန်ကိုပဲကတဲ့ဟိုရှုပ်ထွေးတဲ့လောက်ထားတဲ့နော် Cyber Crime လုပ်တဲ့ဟာမျိုးတဲ့နော်အဲ့ဒါနဲ့ပတ်သက်ဒီမှာရှိ Spring Development Bank ကိုဘာလို့တတ်မှတ်ထားလဲ Cyber Crime လုပ်တဲ့ဆိုတာမျိုးအမေရိကကနေပြီးတော့နော်သူတို့ကျွမ်းကျင်တဲ့ဖွဲ့စည်းတွေကနေတတ်မှတ်လိုက်တယ်နော်ဒီ Cyber Crime လုပ်တာမျိုးတွေအဲ့ဒီမှာရှိတဲ့ဟာတွေနော် San Francisco မှာလုပ်တယ်အဲ့ရနေပြီးတော့ Cyber Crime တွေလုပ်နေတယ်နော်အဲ့ဒီကနဲ့ပတ်သက်သူ့ရဲ့ domain တွေဖော်ပြရဲ Spring Development Bank.com ဆိုတာဖော်ပြထားတယ်နော်အဲ့ဒီမှာသူ့နဲ့ပတ်သက်တဲ့ဆက်ဆံမှုတွေဖော်ပြထားတယ် payment နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖော်ပြထားတယ်ဒါတွေအကုန်လုံးကဘာလဲဆိုတော့ cyber crime လုပ်တာနဲ့ပတ်သက်တဲ့ report ဖြစ်တယ်ဆိုတာကိုဖော်ပြထားတာနော် wire နဲ့ပတ်သက်တဲ့ fraud လုပ်တာတွေ computer နဲ့ပတ်သက်လို့လိမ်ညာမှုတွေလုပ်တာတွေ identity ကိုခိုးတာတွေ bank နဲ့ပတ်သက်လို့ခိုးတာတွေ money laundry လုပ်တာတွေကိုကြီးခွာချလုပ်တာတွေဒါတွေအကုန်လုပ်တယ် technique နဲ့ပတ်သက်တဲ့ဟာတွေကဒီမှာသူ့ရဲ့နော် spring development bank.com ဆိုတာရှိတယ်အဲ့မှာ cloud ဖွဲ့ရနေလုပ်ထားတယ်နော်2021နော်2023 January 21ကလှုပ်လာတယ်အဲ့ဒီကနဲ့ပတ်သက် Spring Development နဲ့ပတ်သက်တဲ့ဆက်ဆံမှုတွေအကုန်လုံးပါပါတယ်ဆိုတော့ Cyber Crime လှုပ်တာတွေနော်အရင်တော့ကျွန်တော်ပြောခဲ့တာကဘာလဲဆိုတော့ဒီ Spring Development Bank က David A ပဲနဲ့ပဲဆက်ဆံမှုရှိတယ်လို့ဆိုတာဒါပေမဲ့ဒီတဲ့ပို့ပြီးဆိုတာကဘာလဲဆိုတော့အဲ့ Cyber Crime လှုပ်တဲ့ဟာမျိုးတွေဒါမျိုးဖြစ်လာတယ်လေအဲ့တော့ကျွန်တော်တို့အနေနဲ့ကအစိုးရဆိုရင်ခင်ဗျားတို့ကတော့ဝိုင်းပြီးတော့အစိုးရဆိုထောက်ခံတယ်Spring Development Bank ဆိုတာမျိုးလုပ်ကြအဲ့ဒီ bank က cyber crime ဖြစ်တယ်ဆိုတာဒါ report ထွက်တက်ပြီးတာဒါကိုထမ်းလို့ပါတော့မသိပဲမနေဘူးသိတယ်သိလို့လည်းပဲဘာမှမကကလော်ထုတ်ဖို့သူလုပ်နေတာအဲ့ဒါပဲမထောက်ခံတာအဲ့ဒါပဲနော်အခုချိန်မှာဘာ hot ဖြစ်လာတော့အမေရိကန်ကကျွန်တော်ဗမာပြည်လွတ်မြောက်တာအရေးမြူသူ့နိုင်ငံထိခိုက်တဲ့ဟာတွေကိုသူဝင်ကင်သိရင်ကင်မယ်ဒါပဲအဲ့တော့အမေရိကန်တပ်တွေထိုင်းရောက်လာလို့ဗမာပြည်လွတ်မြောက်မယ်တော့ခေါင်းမထင်နဲ့လေ तू ကတော့ तू လုပ်တဲ့ဟာဒီ crime တော့ဘယ်ကောင်လုပ်လဲလုပ်တဲ့ခါတော့ तू နေ तू ကနေရှင်းသွားမယ်ကျွန်တော်တို့တိုင်းပြည်လွတ်မြောက်ကကိုယ့်အကိုတိုက်ရမှာပဲအဲ့တော့ကိုယ့်အကိုတိုက်ရမယ်ဟာမှာခင်ဗျားတို့ကနော်တိုက်ရမယ်လမ်းကြောင်းဖော်ရမှာကလက်နဲ့လိုတဲ့ကြီးလိုတဲ့အလူပေးပါဒါနဲ့ဒီခင်ဗျားတို့လုံးမလုံးတော့ဘူးလုံးမလုံးတော့ဘူးစစ်မှန်တဲ့နိုင်ငံရေးလမ်းကြောင်းဖော်ရမယ်စစ်မှန်တဲ့တော်လိုင်းရေးဆိုတာတရားဖော်ရမယ်ဒီတော်လိုင်းအစိုးရဆိုတာကငါးကောင်းဆောင်မှသူပကောင်းဆောင်မှဗမာကောင်းဆောင်မှကချင်ကကောင်းမှလုံးလို့မရဘူးလုံးရင်အဲ့ဒီသူက
dominate လုပ်တဲ့လူမျိုးကြီးဝါဒပဲဖြစ်သွားမှာပဲအားလုံးကကိုယ့်အသိစိတ်ဓာတ်နဲ့ကိုပူပေါင်းပြီးတော့ပါဝင်ဖို့လိုတယ်ထူထောင်ဖို့လိုတယ်ဒီလိုထူထောင်မှစစ်မှန်တဲ့ Federal ပြည်တော်စုတော်လှန်ရေးဆိုဖြစ်မှဒီအစိုးရကနေဥဆောင်ပြီးတော်လှန်ရေးကိုအောင်မြင်အောင်လုပ်မှာဒါကလည်းပဲနိုင်ငံတကာတွေကလက်ခံနိုင်မဲ့အခြေခံမူတွေလားအဲ့သဘောပဲနိုင်ငံတကာကဘာလက်ခံခြင်းလဲတော့စစ်မှန်တဲ့ Federal Democracy ဗမာနိုင်ငံမှာဖြစ်လာတာကိုဒီအမေရိကန်တို့ဒီနိုင်ငံကြီးတွေကလက်မခံမဲ့မရှိဘူးတို့လက်ခံမှာဒီလိုသဘောတရားကိုထင်ဟပ်တော့လေအဲ့ဒီ page ကတက်လာတာအဲ့ဒါကခင်ဗျားတို့ကဘာလဲဆိုတော့နားလည်းမလဲဘူးနော်တခုခုဆိုရင်ဒီအားကကိုအစိုးရလုပ်ဖို့ခင်ဗျားတို့သိတာပါတော့ငါအစိုးရပါဆိုပြီးကကိုနော် white book ကစာရေးပြီးတော့ဒီကောင်ကဝင်ကြီးချုပ်ဒီကောင်ကအတွင်းကိုအခုဘာဖြစ်လဲဝင်ကြီးချုပ်ရောမှယူလုပ်တဲ့ကြည်ပြဆိုတဲ့ဟာမှအကုန်လုံးကိုသွားကတဲ့ကြောက်ချင်းချောက်ပြီးတော့လုပ်တဲ့ဟာလေအဲ့ဒါသူ့ကိုကတဲ့နော်ယာတို့ကခဏရက်နာတယ်ဆိုတာထွက်လာတယ်လေသူ့တဲ့ဆေးရိုးတဲ့ကိစ္စတွေဗမာပြည်မှာအများကြီးဖြစ်ခဲ့ပြီးပြီနော်အများကြီးဖြစ်ခဲ့ပြီးပြီသူ့တဲ့ဆိုးတဲ့ကိစ္စတွေအဲ့လိုဖြစ်အောင်လည်းပဲဝိုင်းပြီးတော့ခင်ဗျားတို့ဝိုင်းပြီးတော့ support လုပ်ခဲ့လို့လည်းအဲ့လိုဖြစ်တာပဲအဲ့တော့လွဲသွားတဲ့လမ်းကြောင်းကိုမှငါကရင်အစိုးရဆိုပြီးကြော်ညာပြီးလုပ်တယ်ဆိုတာကအဲ့ဒါကခင်ဗျားနေရာယူတာဖဟုတ်ဘူးလားနော်စစ်မှန်တဲ့ဟာကကိုလုံးရမယ့်ကိစ္စခင်ဗျ Federal ပြည်တော်စုအစိုးရကအားလုံးဓာတ်တူညီမျှသွားကိုအသိစိတ်ဓာတ်နဲ့ကိုလုံးရမယ့်ကိစ္စဒါကိုခင်ဗျတို့နားမလည်ဘူးမလုပ်ဘူးဆိုရင်မလုပ်ရတယ်လေမလုပ်မဖြစ်ဘူးပေါ့ဟုတ်လားခင်ဗျဆက်ပြီးတော့မအားလာကကြုံအောင်မနောက်အနည်းတရာဆက်နေပေါ့မလုပ်ရင်ရတယ်နော်ဟိုအဖွဲ့ဒီအဖွဲ့ဟိုတိုင်းသားဒီတိုင်းသားဆိုတာလည်းပဲအခုနေမှာတော့ကတဲ့ TNA နဲ့ကတဲ့ဟိုစကားစားလက်ဆွဲနှုတ်တော့ကြ TNA နေဟိုကတိုက်မှာပဲ TNA တိုက်ပြီးကချင်တိုက်ပဲကချင်တိုက်ပြီးအာရခတိုက်ပဲရှောက်တိုက်နေမှာပဲအဲ့လိုအတိုက်ခံတာကိုနောက်နှစ်80မှာကတော့နှစ်900ခင်ဗျားတို့ဆက်တိုက်မယ်ဆိုတော့ဒါသဘောပဲဟုတ်လားဒီအချိန်မှာတော့ခင်ဗျားတို့လုံးတင်တာခင်ဗျားမလုံးပဲနဲ့ရတော့ကိုရဲ့ဟိုလုံးရက်ကကိုရဲ့ future ကကိုယ့်အကိုပဲဒီလာမိုင်းလောက်ရမှာပဲအဲ့ဟာတခုရှိတယ်နောက်တစ်ချက်ကကျွန်တော်ပြောရင်လေနော်အခုထပ်ပြီးတော့ campaign ဆိုတာတက်လာသေးတယ်ဗျဒီ campaign တွေဒီမှာဆိုတက်လာတဲ့ campaign တစ်ချက်ပြမယ်ဒီမှာ campaign ဆိုတာတက်လာတာဒီလိုပေါ့ကျွန်တော်ဆိုင်မှာကြည့်ရဒီမှာနော်တက်လာပြန်ပြီနောက်တစ်ခုကနိုဝင်ဘာ25နော်2025စစ်ကောင်စီရဲ့ရွေးကောက်ပွဲအကြောင်းကဘာသိစေဖို့နဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးတွဲတဲ့ဒီဇင်ဘာ23ရက်နေ့မှာလူထုလှုပ်ရှားမှုပြုလုပ်ပေးမယ်အကြောင်း all in one peace moment page ကနေအသိပေးထားပါတယ်တဲ့အဲ့ဒီလှုပ်ရှားမှုကိုဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ Kim Ellis ကိုထိန်လင်းကဦးဆောင်ပြုလုပ်မှာဖြစ်ပြီး social media နဲ့မြေပြင်အဖွဲ့တွေအတူပူးပေါင်းစန္ဒဖော်ထုတ်မဲ့အစီအစဉ်ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်တဲ့ဒီလှုပ်ရှားမှုကိုပြုလုပ်ရတာဒေါ်အောင်ဆန်းစုကြည်အပါအဝင်သမ္မတကြီးနဲ့နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးအတွက်ရည်ရွယ်သလိုတဲ့ဒီဇင်ဘာမှာပြုလုပ်မဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကအတူရောင်ဖြစ်တယ်ဆိုတာကဘာသိစေဖို့နဲ့အားလုံးရဲ့စီးလုံးမှုအင်အားကိုပြနိုင်ဖို့တဲ့အသိပေးထားပါတယ်တဲ့ဒီလှုပ်ရှားမှုကဘလို့ပါဝင်ရမယ်ဆိုတော့ all in one piece ရဲ့မိုးမဲရဲ့ page ကနေဆက်လက်ဖော်ပြပေးမှာမယ်တဲ့ဒီအကြောင်းကိုတဲ့လူသိများတဲ့တော်လိုင်းရေးဘက်တော်သားတွေကလူမှုကွန်ရက်မှာနိုဝင်ဘာ24ရက်မျှဝေနေတာပါတဲ့ all in one peace moment page ကပြီးခဲ့တဲ့ဇွန်လဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာတဲ့စု 80th birthday အနေနဲ့မွေးနေ့ထိမှတ်ကိုလူထုလှုပ်ရှားမှုတွေကိုထိန်လင်းရဥဆောင်ပြုလုပ်ခဲ့ပါတယ်တဲ့ဟုတ်ပါပြီနော်သူ့အမေလွတ်မြောက်ဖို့တဲ့လောက်တာတော့ဒါကသားတယောက်နေနဲ့လောက်တာတော့ကျွန်တော်ကဘာမှနော်ဟိုဝေဖန်ဖို့အကြောင်းမရှိဘူးပေါ့ဗျဟုတ်တယ်နော်ဘယ်သားသမီးမဆိုတော့ကိုယ့်အမေလွတ်မြောက်ဖို့အတွက်တော့ကိုကလုံးပါပဲဒါကတော့သူသားတယောက်နေနဲ့သူ့အမေလွတ်မြောက်ဖို့သူလောက်တာဒါကျွန်တော်ဝေဖန်စရာအကြောင်းမရှိဘူးဒါပေမဲ့ကျွန်တော်ပြောရင်ဒါထိရောက်မလားဒါပဲထိရောက်မှုရှိမလားကျွန်တော်တို့တော်လိုင်းအကုန်လုံးအဆက်ဆက်တော့ကားတဲ့တောင်းလူထုလှုပ်ရှားမှု campaign လုပ်သွားတဲ့ကဘာသိအောင်လုပ်ပါတယ်ဒါတွေပဲလုပ်ခဲ့တယ်လीဟုတ်လားဘယ်တော့အောင်ထိရောက်ဘူးလို့လေဒီစကားဆိုတဲ့ကောင်ဘယ်တော့အောင်နားထောင်ဘူးလို့လေနော်ကဘာကဒီလိုလှုပ်လို့ကဘာကကောဘယ်လောက်ထိနော်ဒီကလှုပ်တာအမတန်အရေးကြီးပါလို့ကဘာကဘလို့သတ်မှတ်မလဲကြောက်သိသားဘောကဘာလဲဗမာပြည်ကအခြေအနေကကျွန်တော်တို့က
ကဘာနဲ့ဆက်တဲ့နိုင်ငံရေးစနစ်လုပ်ပါမယ်အခုကြားပြန်ကိစ္စတွေနှိမ်နှင်းတာတွေဘာတွေကလဲဒါကတပိုင်းဗမာပြည်ကနေပြီးမူရစေဝါကိစ္စတွေကြားပြန်ကိစ္စတွေကြောင့်မလို့နိုင်ငံတကာရဲ့လုံခြုံရေးထိခိုက်နေဒါကတပိုင်းအဲ့ဒါနဲ့ပတ်သက်ဖော်ထုတ်မှုကတပိုင်းနောက်တစ်ချက်ကခင်ဗျားတို့သိရဖို့ကဘာလဲနော်အခုခင်ဗျားတို့သိထားဖို့ကဂျပန်နဲ့တရုတ်ကိစ္စဂျပန်ဝန်ကြီးချုပ်အမျိုးသမီးသူကနေပြီးတော့မှတိုင်ဝမ်ကိုတရုတ်ကနေပြီးကျူးကျော်လိုက်ရင်ဂျပန်ကလည်းဝိုင်းကူမယ်ဆိုပေါ်လို့တရုတ်တွေထွန်းလူးနေတာတကယ်မှာတမိုင်းမှာကြီးလိုက်တယ်ဆိုရင် Ray of Nine ဂျင်းလို့ဘာလို့ဖြစ်ခဲ့တာတရုတ်ကဂျပန်နဲ့အများကြီးအင်အားကြီးလာပဲလေဒါပေမဲ့ဂျပန်ကိုတိုက်တော့သူတို့ရေးတယ်ဖင်ခါအောင်ဆော့ရတာပင်ဆော့အောင်ခါရတာနောက်ဆုံးဂျပန်ကိုအမေရိကန်တို့ဝိုင်းတိုက်မှာကတရုတ်ကိုရတာတရုတ်တစ်ဖွဲ့တည်းနဲ့ဂျပန်ကိုဘယ်လိုမှတိုက်လို့မနိုင်ဘူးဒါကြောင့်ဂျပန်ကသူ့ဟာသူအေးအေးဆေးဆေးနေတာနေပြီးတော့မှတရုတ်ကပေါ်သွားကြီးရန်စားတဲ့အတွက်ဂျပန်ကစစ်ဝါဒပြန်ထွန်းကားလာမှတရုတ်ကအမှန်တန်ကြောက်နေတာနော်ဒါပဲအဲ့တော့ကျွန်တော်တို့အတွက်ဘယ်လိုဆက်ဆံမှုရှိပါလဲဗမာပြည်ကတရုတ်ရဲ့ back ပဲလေဟုတ်လားကျွန်တော်တို့အနေနဲ့ဒီဂျပန်တွေတရုတ်တွေနဲ့ဂျပန်တို့တိုင်ဝမ်တို့ပူးပေါင်းပြီးတော့တရုတ်စန့်ကျင်မဲ့တရုတ်ကျူးကျော်မှုကိုခုခံမဲ့အာရှမဟာမိတ်အဖွဲ့ဒါမျိုးကျွန်တော်တို့ပေါဝင်အောင်လုပ်ရမယ်အခုလဲတရုတ်ကဗမာပြည်ကိုကျူးကျော်နေတာပဲထိတ်ချုပ်နေတာပဲဗမာပြည်ကိုကိုလိုနီလုပ်နေတာပဲတရုတ်ကဗမာပြည်ကိုကိုလိုနီလုပ်နေတာနော်ကြည့်လို့တော့ဗမာအလံ300ကျယ်ရှိနေတာတကယ်တရုတ်ကထုတ်တရုတ်အနီကအလံကဗမာပြည်ကူလုံးကိုလွှမ်းခြုံထားတာတရုတ်ကိုအာဏာချဲ့ထွင်တာကိုခုခံမဲ့အာရှမဟာမိတ်အဖွဲ့ကျွန်တော်တို့ကဒီနိုင်ငံရေးလမ်းကြောင်းဖော်ဖို့လိုတယ်ဒီဂျပန်တို့တိုင်ဝမ်တို့နဲ့ပူးပေါင်းတဲ့တော်လိုင်းအင်အားစုအဖွဲ့အစည်းဖြစ်အောင်လုပ်ဖို့လိုတယ်ဒီလိုလုပ်ပြီးတော့တရုတ်ကိုကျွန်တော်တွန်းလာရမှာပဲဘာကြောင့်လဲတရုတ်ရဲ့ကိစ္စသည်စကားစားကိုတရုတ်ကထောက်ခံနေတာကကျွန်တော်အားလုံးကိုပါကြုံပြုတ်နေတာဒီလိုအားလုံးကိုကြုံပြုတ်နေတာကဒီလိုတရုတ်ရဲ့ခုခံမှုကိုနော်တော်လှန်မှုကိုတရုတ်ရဲ့စိုးမိုးမှုကိုမှခုခံတော်လှန်မဲ့အာရှမဟာမိတ်အဖွဲ့တွေကျွန်တော်တို့ထူထောင်ဖို့လိုတယ်ဒီလိုနိုင်ငံရေးလမ်းကြောင်းကိုဒီဂျပန်တို့တိုင်ဝမ်တို့နဲ့ကျွန်တော်ဆက်ဆက်ဖို့လိုတယ်ဒီလိုဆက်ဆက်ပြီးထိထိရောက်အောင်လုပ်ဖို့လိုတယ်အခုလည်းခင်ဗျားတရုတ်ကကြိုးကြော်နေတာပဲဝိုင်းချနာ policy ကိုကျွန်တော်တို့လက်ခံခဲ့တယ်ဒါပေမဲ့သူတို့လုပ်နေတဲ့ပုံစံကဘာမှပြောဖဲ့ပြီးတော့နော်2ဘာမှ3ဘာမှ4ဘာမှ5ဘာမှ100ဘာမှပြောင်းတရုတ်ကလုပ်နေတာတရုတ်ကဗမာပြည်ကိုအစိတ်စိတ်ပိုင်ပိုင်ဖွဲ့အောင်လုပ်နေတယ်ကျွန်တော်တို့ကလည်းဘာဖြစ်လို့ကျွန်တော်က one China ကိုလက်ခံရမှာလဲလက်ခံစရာအကြောင်းမရှိဘူးဒီလိုပြက်သားကျွန်တော်တို့ကနေပြီးတော့လုံဆောင်မဲ့နိုင်ငံရေးအင်အားစုနော်ဒီတရုတ်ရဲ့အာဏာချဲ့ထွင်မှုကိုမှနိုင်ငံတကာနဲ့ပူးပေါင်းပြီးအာရှမှာခုခံမဲ့အင်အားစုဖြစ်လာအောင်ကျွန်တော်တို့ကဂျပန်တို့တိုင်ဝမ်တို့တရုတ်စန့်ကျင်တရုတ်ကိုနော်ကျူးကျော်မှုကိုခုခံမဲ့အင်အားစုနဲ့ပူးပေါင်းဖို့လိုတယ်ဥပမာတရုတ်ရဲ့ကျူးကျော်မှုကဘယ်နိုင်ငံခံနေရတယ်ဖိလစ်ပိုင်ခံနေရတယ်တိုင်ဝမ်နဲ့ကြောက်နေတယ်ဂျပန်နဲ့ဖြစ်နေဒီလိုတိုင်းပြည်တွေမှာရှိတဲ့အစိုးရအဖွဲ့တွေကိုဟုတ်ပြီမင်းတို့နဲ့ငါတို့ပူးပေါင်းမယ်ငါတို့လည်းထောက်ဘူးတရုတ်ကမင်းတို့တိုင်ငါတို့ကတရုတ်အနောက်ကနေငါတို့တိုင်မယ်ဒါမျိုးကျွန်တော်ဖြစ်အောင်လုပ်ဖို့လိုတယ်မဖြစ်လည်းအခုဖြစ်နေတာပဲလေဒီလိုရှိတဲ့ဖြစ်မှန်တဲ့လက်တွေ့ထိရောက်မဲ့နိုင်ငံရေးလှုပ်ရှားမှုနော်အလိုက်လှုပ်မှုဒါမျိုးကိုမဖော်ဆောင်ဘဲနဲ့ဗမာပြည်မှာတော့ဒီလိုဒုက္ခရောက်နေပါတယ်ကျွန်တော်တို့ကူပါဒီစကားစားဘိုလ်ချုပ်တော်မကောင်းတဲ့ကောင်တွေဒီကောင်တွေကိုသိကြဒါရကိုပြောနေတာပြောလဲခင်ဗျာလူလိုမှနားမလဲကောင်တွေပြောလဲအချိန်ကုန်ပြီပဲရှိပဲလေဒါကြောင့်မို့ကျွန်တော်ပြောချင်တာဒီအချိန်မှာထိရောက်တဲ့နော်ကဘာနဲ့ချီပြီးတော့ဆက်ွယ်မဲ့ကဘာနဲ့ပတ်သက်ပြီးတော့လဲဆက်နေမဲ့ခိုင်မာတဲ့မဟာမိတ်အလိုင်းဖြစ်ဖို့ကမှန်နော်ကဘာချင်းတွေဘာရှိတယ်လဲတရုတ်ကျူးကျော်မှုကိုဘယ်နိုင်ငံတွေခံရလဲဒါကိုကတော့ခုခံဖို့အတွက်နော်ကဘာအင်အားစုတွေတခြားနိုင်ငံတွေနဲ့ပူးပေါင်းပြီးလုပ်မယ်ဆိုတဲ့အသိအမြင်မျိုးဖြစ်ပေါ်အောင်လိုအပ်တယ်အဲ့လိုဖြစ်ဖို့မှလည်းပဲကျွန်တော်တို့ဗမာပြည်လွတ်မြောက်ဖို့ဒီတရုတ်ရဲ့စွမ်းမိုးချေတယ်မှုတရုတ်ရဲ့ကြုံပြုမှုကိုကျွန်တော်တော်လှန်နိုင်မယ်ဒါကိုကျွန်တော်ပြောချင်တာဒါမှမဟုတ်ဒီညပြောတာကျွန်တော်ကပြန်ပြီးတော့နှိပ်ကုန်းချုပ်ရရင် Federal Democracy ဆိုတာကဒီဗမာကပဲဥဆောင်ပြီးတော့အကုန်လုံးငါအောက်ကိုလာလို့ပြောတာမျိုးမဟုတ်ဘူးဒါက Federal ဟုတ်မဟုတ်တော့ဒါလူမျိုးကြီးဟောတာလွှမ်းမိုးမှုဟောတာဒီအသေးအဖွဲဒီလူတယောက်ကပဲခေါင်းသွားပြီးလှုပ်တယ်ဆိုရင်ဒါကသူရဲ့ကောင်းဝါဒအာနာရှင်ကိုအခြေခံတဲ့သူရဲ့ကောင်းဝါဒဒါကိုခင်ဗျားတို့အားလုံးကသိဖို့လိုတယ်ထို့အတူပဲနော်ဒီလိုလုပ်ဖို့အတွက်ကလည်းပဲ Federal Democracy ရဲ့အခြေခံကိုနော်သိနေအောင်ရှိလာပြီဆိုရင်ဒါကကိုယ့်အကိုနားလေသိရှိသဘောပေါက်အထိပ္ပယ်ပြန်ပြီး
ပူပေါင်းဆောင်ရွက်ပြီးတော့စစ်မှန်တဲ့ဖယ်ရယ်ပြည်တော်စုတော်လိုင်းရေးဆိုဟာကိုထူထောင်ဖို့လိုတယ်ထို့အတူပဲကမ္ဘာအရေးမှာလည်းပဲဗမာနိုင်ငံဖြစ်နေပါလို့ခင်ဗျကမ္ဘာပြောနေလေအလကားခင်ဗျပြောပြီးကလေးလိုက်ပြောက်သွားမှာပဲဒါကြောင့်ဒီတယောက်ကဗမာပြည်ကိုထုနော်ဒုက္ခပေးနေတယ်ဒီတယောက်ကိုဘလို့နီးတယ်ကျွန်တော်တို့ကခုခံမယ်ကမ္ဘာနိုင်ငံနဲ့ဘလို့ပူပေါင်းမယ်ဂျပန်နဲ့ဘလို့ပေါင်းမလို့မလားတိုင်ဝမ်နဲ့ပေါင်းမလားဖိလစ်ပိုင်နဲ့ပေါင်းလို့မဒီလိုတရုတ်ရဲ့ခုခံမှုကိုစော်ကားခံနေရတဲ့အဖွဲ့အစည်းတွေကိုပူပေါင်းပြီးတော့လုံမယ်ဆိုတဲ့နိုင်ငံရေးဥတီချက်ရှိဖို့လိုတယ်ဆိုတဲ့အကြောင်းကိုဒီကကျွန်တော်ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျ